အစမရီအလုံးကိုအသေးခွေတော့မဲ့ LGBT တယောက်ဖြစ်သူငိမ့်တော့ကဲပရိသတ်ကြီးတို့ရေ20ရာစုကိုရောက်လာတာနဲ့များဘသူဟာဘသူနဲ့မှဆိုတဲ့ gender တွေကိုခွဲခြားမနေတော့ဘဲနဲ့ခန်းစားချက်သားတကယ်ရှိရင်ယောက်ျားလေးချင်းချင်းလေးတွဲရဲပါတယ်ဆိုတဲ့သူတွေအတော်လေးများလာခဲ့ပါတယ်ဒါပေမဲ့လည်းဒီတစ်ခေါက်မှာတော့အစင်မတယောက်ဖြစ်သူမင်းသမီးလေးယူတနာတင်တဲ့တောင်သတင်းထွက်ထားခဲ့တယ်။ဗလာတောင်ဖြောက်ဖြောက်ငိမ့်တော်ကတော့အစင်မရီအားလုံးကိုအသေးအခွဲပြစ်လိုက်ပါပြီ။သူအနေနဲ့ကတော့ယောက်ျားကြီးတယောက်ဖြစ်ပေမဲ့လည်းပရိသတ်တွေအားလုံးထင်နေကြသလိုမိန်းကလေးတွေကိုသဘောကျတာမျိုးမဟုတ်ဘဲနဲ့ယောက်ျားလေးတွေကိုပါသဘောကျတတ်သူလို့ပုံပွင့်လင်းလင်းပြောလာခဲ့ပါတယ်။အဲ့ဒါအပြင်အခုလက်တလောတွေထဲမှာအမတ်တရားဓာတ်ပုံတွေခရီးသွားဟန်တွေများပြီးတော့တွဲနေပါပြီဆိုတဲ့သတင်းထွက်နေခဲ့တဲ့ယူတနာတင်ကလည်းတငယ်ချင်းတယောက်လိုသားဖြစ်ကြောင်းနဲ့ငိမ့်တော်မှာချစ်မြတ်နိုးရတဲ့ယောက်ျားလေးချစ်သူရှိနေကြောင်းကိုအထင်မလွဲစေခြင်းလို့ထုတ်ပြောလာခဲ့ပြီးဖြစ်ပါတယ်။သူအနေနဲ့ကတော့ဘလောက်ပဲဗလာတောင်ဖြောင်ဖြောင်အချစ်နဲ့ပတ်သက်လာရင်စွန့်စားရတဲ့ဆိုတဲ့စိတ်ရှိနေရကြောင်းမကြမီအချိန်တွင်းမှာပဲသူရဲ့ချစ်သူကောင်းလေးကိုချပြမယ်ဆိုပြီးပြောခဲ့ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့လည်းအစဉ်တွေ့တာနဲ့အယံမဆွဲလန်းမိတ်မရှာရအောင်တတိထားနိုင်ဖို့တင်ဆက်ပေးလိုက်ပါရှင်။